နေ့မတ်လ22ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီကပုံနှကျွန်းမြို့နယ်ပေါက်တော်မြို့ကို Jet Fighter နဲ့ဘုံးကျစ်တိုက်ခိုက်ခဲ့တာလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီဟာပုံနှကျွန်းမြို့နယ်အတွင်းကကြော်စံကျေးရွာကို Jet Fighter နဲ့နှစ်ကြိမ်တိုင်လာရောက်ဘုံးကျစ်တိုက်ခိုက်ခဲ့တာရှိခဲ့တယ်လို့ပေါက်တော်မြို့နယ်အတွင်းကတဲခုံနဲ့မင်းတဲကျေးရွာကိုလည်းလေကြောင်းကဘုံးကျစ်တိုက်ခိုက်တာရှိခဲ့တယ်လို့ပြောပါတယ်။ပေါက်တော်မြို့နယ်မှာတော့ဒီတိုက်ခိုက်မှုကြောင့်တဲခုံရွာစတင်ကျောင်းနဲ့မင်းတဲရွာဖုန်ကြီးကျောင်းသားအနီးတစ်ဝိုက်ကိုဘုံသီးတွေကြောက်ရောက်ပောက်ကွဲတာရှိခဲ့ပြီးတော့အစာအုပ်တချို့ပျက်စီးတာရှိခဲ့တယ်လို့သိရပါတယ်။ပုံနှကျွန်းမြို့မှာတော့စစ်ကောင်စီကျစ်ချလိုက်တဲ့ဘုံတွေဟာကြော်စံကျေးရွာအနီးကတောတန်းတွေကိုသာကြောက်ရောက်ပောက်ကွဲခဲ့တာရှိတဲ့အတွက်ထိခိုက်ပျက်စီးတာတွေမရှိခဲ့ဘူးလို့ပြောပါတယ်။စစ်ကောင်စီဟာပုံနှကျွန်းပေါက်တော်ရသေးတောင်မြို့နယ်တွေကိုမကြာခဏဆိုသလိုလေကြောင်းတိုက်ခိုက်တာကိုလှုံ့ဆော်လေးရှိတဲ့အပြင်စစ်တွေမှာရှိတဲ့စစ်ကောင်စီတပ်ရင်းတွေကလည်းလက်နက်ကြီးတွေနဲ့နေ့စဉ်နဲ့အမျှပစ်ခတ်တာတွေကိုလှုံ့ဆော်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ17ရက်နေ့ကလည်းစစ်ကောင်စီဟာပုံနှကျွန်းမြို့အတွင်းကကွန်းတောင်ရွာကိုလေကြောင်းကနေတဆင့်ဘုံကျတိုက်ခိုက်ခဲ့တာကြောင့်လူနေတချို့မီးလောင်ပျက်စီးခဲ့တာရှိခဲ့ရပါသေးတယ်။ဒါအပြင်မတ်လ18ရက်နေ့ကလည်းမြောက်ဦးကတက်ကြမှန်အောင်ဖျားနီးတစ်ဝိုက်ကိုကလစတာဘုံနဲ့လေကြောင်းကနေကျဲချက်တိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။